ကျေဥစွာကမ္မာဒေဝနတ်မြပင့်၍ထိုနတ်တို့ဤအဆောင်အလျှောက်ကိုယူသောဂါထာနှင့်တရားစာပိုက်များကိုရွတ်ဆိုပေးပါမယ်။သမန္တာစကဝါလေတုအတ္တရာခိသန္တုဒေဝတာသတ္တမမုနိရာဇတတုနန္တုတက္ကမောက္ခဓမ္မဓမ္မသဝနာကာလောအယံပတန္တာဓမ္မသဝနာကာလောအယံပတန္တာဓမ္မသဝနာကာလောအယံပတန္တာနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယေတန္တာတန္တစိတ်တာတိတရဏတရဏဣထလောကံတရေဝါဘုံမာသဒေဝကုဏကနဂဟနဗျာဝတာသဗ္ဗကာလံဣတိအာယန္တုဒေဝဝရကနကမယေမေရုရာဇေဝတန္တောသန္တောသာဟိတုံမုနိဝရဝဆနံသောတုမကံသမကသာဝေတုစကဝါလေတုယက္ခာဒေဝသဗျာမနောယံအမေဟိကတံပုံညံသဗ္ဗတံပတ္တိသာရကံသဗ္ဗေတံအနုမောဒိတဝါသမကာသာတနေရတာပမာဒရဟိတာဝန္တုအာရခာတုဝိသေသတောသာသနတ္တသလောကတဝုဒ္ဓိဘဝတုသဗ္ဗရာသာသနံပိသလောကိဉ္စဒေဝရခန္တုသဗ္ဗရာသတ္တေဝန္တုဒုက္ခိသဗ္ဗေပရိဝါရေဟိအတ္တနောအာနိဂသုမနာဝန္တုသဟသဗ္ဗေဟိညာတိပိရာဇတောဝါသောရတောဝါမနုဿတောဝါအမနုဿတောဝါအဂိတောဝါဥဒကတောဝါပိသာသတောဝါခာနုကတောဝါကန္တကတောဝါနခတတောဝါဇနဗဒရောဂတောဝါအတ္တဓမ္မတောဝါအတ္တံဒိဋ္ဌိတောဝါအတ္တပုရိသတောဝါသန္တာတိယသာမိဂါဂောနာကုက္ကုရအဟိဝိသိကမဏိသဗ္ဗတိပိဣသတရိစ္ဆဒုက္ခရမဟိတယက္ခရခတာတိဟိနာနာဘယတောဝါနာနာရောဂတောဝါနာနာဥပဒဝတောဝါအာရခံကနန္တုမေဟိကသမ္မာဒေဝနတ်တို့ဤအဆောင်အလျှောက်ကိုပန်ကြားသောစာပိုက်ကိုရွတ်ပါမယ်ယေတိအနေကကောတိတတသဟံတာမုခာနိနေမိနေတဝဗုဒ္ဓဝါသမဟာပြမူဟိပိဂဏိတုမတကုနေယ